ငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုလိုက်တယ်အဲ့ကြတော့လွယ်လကူနဲ့ပဲရေသွားချိုးတယ်နေရောက်သားရေပါချိုးပြီးတဲ့အခါကျတော့မြစ်စိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာရကပြောပြန်တယ်တငယ်ချင်းဇောတိပါလားဟောမယ်ဘုရားကြောင့်ဒီနားလေးပဲနီးနီးလေးတို့သွားရအောင်လိုက်ခဲ့ဘာလို့လိုက်မှာမလိုက်ဘူးဆိုတော့ဟိုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတငယ်ချင်းဟာဘုရားကြောင့်သွားရအောင်မှာလိုက်ခဲ့ပါလို့ဆိုမလိုက်ဘူးမင်းမလိုက်လို့မရဘူးဆိုပြီးပစိုးစာဆွဲကင်တယ်အဲ့ကြတော့မရဘူးလိုက်မယ်လိုက်ရအဲ့ဒါလေဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးစာယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရဥရိန္ဒေကြီးကခွန်အားပလလည်းအမတန်ကောင်းတာဇောတိပါဠရဲ့စတုံးကိုဆွဲပြီးတော့တငယ်ချင်းမင်းလိုက်မှလားမလိုက်ဘူးလားသပင်ဆွဲခေါ်တော့တာအဲ့ကြတော့နော်အဲ့သပင်ဆွဲခေါ်တဲ့အခါကျတော့ဟိုလူကလည်းစိတ်ဓာတ်ဘုရားလောင်းဆိုတော့စိတ်ဓာတ်အမတန်ကောင်းတယ်ဘုရားလောင်းတွေကစိတ်မယုံပါဘူးအထင်မြင်လေးတော့သူတို့မှားခြင်းမှားနေလိမ့်မယ်စိတ်ယုံမှမရှိဘူးအတွေးလည်းမလွဲတတ်ဘူးဘုရားလောင်းတွေကအဲ့ဒါဟာဘုရားလောင်းရဲ့စွန့်ရည်တတ္တိပဲသပင်ဆွဲခေါ်တဲ့အခါကျတော့ကြံတဲ့လူဆိုရင်ရံဖြစ်တော့မှာပဲမဟုတ်လားမင်းငါသပင်ဆွဲရမလားမင်းစော်ကားလားကြီးလားဆိုပြီးတော့အဲ့ဒီနေရာတွေမဲ့ရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တုံးဆိုအိုးထင်းတယ်ဆိုတာဗြဟ္မဏတွေနဲ့စားလို့ရှိရင်အမတန်ဇက်ကနေနေပေါ့အိန္ဒိယမှာဒါဇက်နေလို့ခေါ်တယ်ဇက်နေဆိုရင်အန်တက်ချေပေါ်ထိတောင်မထိရဘူးသူတို့ကအခုလို့သပင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူ့စိတ်ထဲမှာဘယ်လိုတွေးတုံးဆိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါ့ကိုဒီလောက်ထိအောင်စွတ်ဒီလိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တငယ်ချင်းမင်းငါသပင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးလိုက်သွားဘုရားစီလည်းရောက်ရောဘုရားကတရားဟောတယ်ကတ္တဗမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘုရားတရားဟောလိုက်တဲ့အခါကျတော့လေညာမတန်ထက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားတာအိမ်ကိုမပြန်တော့ဘုရားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်တငယ်ချင်းမင်းဒီတရားတွေနားနေရတဲ့နဲ့မင်းဘာဖြစ်လို့သင်္ကန်းမို့ထားတော့သူကမေးတယ်ဇောတိပါလားတငယ်ချင်းမင်းဘာလို့သင်္ကန်း